ကိုရေးဟာကြည်စမ်းမမို့မျိုးကလိုက်လာတယ်ဟုတ်လားအေးပေါ့နေမစီဘူးလို့လိုက်လာတာလေဟောလုပ်ပြီဗျာတကယ်ပြောတာပါကိုရေးမမို့လွန်းလို့လိုက်လာတာပါဟာတို့လွန်းလို့တကယ်လေးရင်ညွန့်ရဲ့နဲ့လိုက်ခဲ့ပါလားမျိုးကြီးသူရဲ့အဆလာချစ်တဲ့ကြီးတဲ့မမရွှေမင်းသမီးမျိုးကြီးသူရဲ့မင်းတို့စိတ်နဲ့အတဲ့နဲ့လေယာဉ်မြင်စိမ့်စိမ့်မနိုင်ကျင်သာပါဘူးလေးရင်ညွန့်ရဲ့နဲ့ရောက်ဖို့အောင်လိုက်ပြပါမယ်ကွယ်လေးရင်ညွန့်ရဲ့နဲ့လိုက်ခဲ့ပါလားမျိုးကြီးသူရဲ့အဆလာချစ်တဲ့ကြီးတဲ့မမရွှေမင်းသမီးမျိုးကြီးသူရဲ့မင်းတို့စိတ်နဲ့အတဲ့နဲ့လေယာဉ်မြင်စိမ့်စိမ့်မနိုင်ကျင်သာပါဘူးလေးရင်ညွန့်ရဲ့နဲ့ရောက်ဖို့အောင်လိုက်ပြပါမယ်ကွယ်အဲ့လေလဲကိုဖြည်းဖြည်းပေါင်းပါကိုရေးတကယ်ပဲသူ့လဲကြီးစီရတာဖြည်းဖြည်းချင်းတွေကိုအောင့်နေတာပဲစိတ်မရှိလိုက်တာတော့အမလေးမမိုးရဲ့ဒီမဲ့လင်းဆိုတာလေစိတ်တရင်ဖင်းနှောင်းစိတ်ကြည့်ပါသေးရဲ့ဗျာဟုတ်တော့အစမို့လို့ပါသူမအပြောကောင်းနညိုနဗျာလဲရင်လဲရင်ကိုစီရတာဖင်းအောင်တဲ့ဗျာမြို့ကမစီရီနဲ့စက္ကနဲ့လေကရုစာမချင်သာပါဘူးမြို့ကြီးသူမမတို့ရနမစမ်းမနဲ့မြမပီတာကမှာမမိုးရေကိုရေးဟောတာစဘာဘင်းလို့ခေါ်တယ်ဗျအေးအဲ့ဒါစပါးပဲစဘာဆိုတာလေမမိုးတို့နေတိုင်းစားနေတဲ့ဆန်လေးလေးတွေဖြစ်လာတဲ့အပင်ပေါ့ဗျအမလီဒီလောက်လေးဘဝကိုမေ့တတ်တယ်မြို့ကြီးသူမဟုတ်ပါဘူးကိုရေးဟုတ်လားကြေးတော်ကိုချစ်တဲ့မြန်မာမာလေးစစ်စစ်ပါကိုရေးသိပါဘူးဗျာမသိပါဘူးဆန်ဆိုတာစဘာကဖြစ်တဲ့စဘာကဆိုတာလေခွင်းနဲ့မှရှိတဲ့ဗျာမသိရင်မတတ်ထားကြပါညော့ဆိုတာမြို့ကဝယ်ပြေးအောင်နဲ့ခြေကိုကောင်းဆွဲရဗီတာမင်ပြည့်စားရပါစားဘူးရဲ့တာနဲ့ပူရကီမလုံနဲ့မြို့ကြီးသူရာမမိုးကြီးဟောဒီကတော်သားကိုရဲဦးအိမ်မက်ပေးတယ်လို့ကိုရောင်ပြသူပြန်သွားပြီပေါ့ဒါပါပဲဗျဒါပါပဲမြို့ကြီးသူရဲ့မင်းတို့နှလုံးသားမှာရှုံ့ဆင်သွားမှာဆိုလို့မင်းမြို့ကိုပြန်သွားတာမဟုတ်လားဟင်မမိုးဟင်သိပါပြီဗျကျုပ်သိပါပြီမြို့ကြီးသူရဲ့ကျုပ်သိပါပြီဗျာမမမျိုးရည်သူရဲ့အိမ်မက်ပေးသွားတဲ့မျိုးရည်သူမမချောရဲ့မင်းပြန်သွားတာတဲ့လဲလန်းကြောင်းကပုံလုံးကြီးတွေငေးကလွမ်းမြဲရင်ဝေးတယ်လေလွမ်းကြံတော့ဒေါသလေးဘဝမင်းမသိပါလားလေကိုရေးဒီဆောင်ဖတ်နေရတဲ့အချိန်မှာလူကြီးရဲ့သဘောတူတဲ့ကိုစောဆိုတဲ့သူနဲ့မပူလက်ထက်လိုက်ရပါပြီဒီခါတော့ကိုလာလေကိုစောလို့ပါခေါ်လာခဲ့ပြီနော်တကယ်တော့စစ်တာနဲ့တက်တာဟာတခြားစီပါကိုရေးမမိုးလေးမမိုးကိုရေးကိုဘယ်တော့မှမမေ့ပါဘူးကိုရေးနော်အပြောကျွဲလိုက်ရင်လားမြို့ကြီးသူရဲ့အပြောကျွဲလိုက်ရင်လားဗျာခုတော့မင်းလက်ထပ်သွားပြီပေါ့မင်းလက်ထပ်သွားပြီပေါ့ဟင်မမိုးမဲမုံရဲ့ဟောဒီကတော်သားအသိနုရဲ့တော်သားရိုင်းဆိုင်ပြီဖြည့်ပြတယ်ပုံမှာအတန်းနဲ့တောင်းမှခဲ့ရဲ့နဲ့မမိုးကျုပ်တန်းနဲ့တောင်းမှခဲ့ရဲ့နဲ့အခုတော့လည်းမမိုးရဲ့
မယာ